တာအမေလည်းရဲ့မလားဟိုဘောက်သွားလာလှမ်းအော်ဟိုဘက်ပြန်တော့ဝင်ဟိုဘက်သွားလေဟိုဘက်မှာမွေးနေ့ရှင်လမ်းခေါ်အော်မေသုံးပကြီးတို့အိမ်လားမသိဘူးရှင်မွေးနေ့ကိတ်လာပို့တာပါရှင်ဟုတ်ပါတယ်လို့ဟုတ်ဒါလေးကမွေးနေ့ရှင်လေးလားရှင်ဟောကျမကိုရီးယားနိုင်ငံကိုရီးယားမင်းသမီးလေးလည်းမှတ်နေတာမေသုံးပကြီးလေးလားဒါလေးကဟာနာမည်လေးလည်းလှလူလေးလည်းလှကဲမွေးနေ့ကိတ်လေးပေးလိုက်ပါဦးကဲဟိုချက်မွေးနေ့ကိတ်ဆိုင်ရှင်ကအမင်လေးပေါ့နော်အမင်လေးကမှမွေးနေ့ရှင်ချောလေးကိုလာပေးတာပါစပိုက်လာတိုက်တာပါရုပ်မပါဘူးအယုတ်ကလေးကလည်းအယုတ်ကလေးကဘယ်သူပေးတာတော့ဘယ်သူပေးတာအမင်လေးကပေးရလားချက်မွေးနေ့ကိတ်ဆိုင်ရှင်လေးကပေးရလားအိုးကဲဒါလေးကိုလက်ဆောင်ပေးဦးမလားညီမလေးကိုပေးမလားဟုတ်လားအိုးညီမလေးကိုအများကြီးပေးတာပေါ့ဟုတ်လားတမီးကလက်ဆောင်လေးပေးတာဟုတ်လားဟိုဆိုင်ရှင်လေးကရန်သဘောကောင်းတာပဲနော်မွေးနေ့ရှင်လေးပြောလားပြောလဲမွေးနေ့ရှင်လေးကိတ်မုတ်တွေရောရုပ်တွေရောအုတ်ထုပ်တွေရောဆိုပြောတာပေါ့နော်ဟောကြည့်ကြပါသမီးလားဟိုနားကောင်းတယ်